S ဆိုတဲ့ subshell မှာဆိုလို့ရှိရင် electron 2လုံးဝင်နိုင်တယ် P ဆိုတဲ့ subshell မှာဆိုရှင် electron 6လုံးဝင်နိုင်တယ် D ဆိုတဲ့ subshell မှာဆို electron 10လုံးဝင်နိုင်တယ် F ဆိုတဲ့ subshell မှာဆို electron 14လုံးဝင်နိုင်တယ်ဒါကိုမှတ်မိရမယ် orbital တစ်ခုမှာ electron 2လုံးဝင်နိုင်တယ်ဆိုတဲ့ကြောင့်မလို့ S ဆိုတဲ့ orbital ကတစ်ခုရှိမယ် P မှာဆို orbital 3ခုရှိမယ် D မှာဆို orbital 5ခုရှိမယ် F မှာဆို orbital 9ခုရှိမယ်ဒါပါပဲဒါတိတော်ရေးဆိုလို့ရှိရင်မေးစရာတခုရှိရပါတော့ကိုယ်ကဘာဖြစ်လို့ဒီလို SPDF တွေဆိုခွဲနေသေးရလဲပေါ့နော်ငါကိုတူတူ KLM OPQ လေးနဲ့လည်းအလုပ်ဖြစ်နေတာ哦ဘာလို့ခွဲနေသေးလဲဆိုလို့ရှိရင် main reason ဒီ energy level ကြောင့်ပါခုနကတော့အပေါ်မှာ share တော့ပြောသွားတယ် K ဒီ nucleus နဲ့အနီးဆုံးနေရာမှာ share တဲ့ကြောင့် energy level lowest အဖြစ်ဆောင်ဒီဖြစ်နေ L တို့ M တို့ N တို့ O တို့အဲ့ဒီnucleus နဲ့ way တွေကရောက်လာပြီးကြောင့် energy level ဒီမြင့်လာတယ် energy level နှိမ့်တဲ့အကောင်အရင်ဆုံးဝင်မယ် energy level မြင့်တဲ့အကောင်နောက်မှဝင်မယ်အဲ့ဒါဆိုလို့ရှိရင် L ရဲ့ M ရဲ့ N ရဲ့ M ပြည့်မှ N ဝင်မယ် N ပြည့်မှ O ဝင်မယ်အဲ့လိုဖြစ်မှာပေါ့နော်ဒါပေမဲ့တကယ်ကြတော့အဲ့လိုမဟုတ်ဘူးသူ subshell လေးထပ်ခွဲလိုက်တော့မှအဲ့ shell တစ်ခုချင်းစီရဲ့ energy level တွေပြန်ပြီးတော့နှိုင်းရှင်ရသေးတယ်ကျွန်တော်တို့ကပြန်နှိုင်းရှင်လိုက်တော့မှဘယ်ကောင်က energy level ပုံမြင့်มาတယ်ဆိုပြီးတော့ပြောင်းသွားပြန်ပါဗျာအဲ့ဒီတော့ကြောင့်မလို့ subshell တွေကအရေးကြီးသွားတာအဲ့တော့အပေါ်မှာ share ကကြတော့သူပေါ်ရမဲခြုံပြီးတော့ပြောလိုက်တယ်လို့ဖြစ်သွားပြီးတော့ subshell ကြတော့မှဒီ detail energy level ကိုဆင်းပြီးပြောတယ်လို့မျိုးဖြစ်မှာဗျာအဲ့တော့အဲ့ energy level ကခုနကပြောခဲ့တဲ့ဒီပေါ့နော်ဘယ်လိုသွားမလဲဆိုတော့ပထမအခွန်မှာဆိုလို့ရှိရင်ပထမအခွန် K မှာဆိုလို့ရှိရင် S တစ်ခုပဲရှိမယ်ဒုတိယအခွန် L မှာဆို S နဲ့ P နဲ့ဝင်လို့ရတယ်တတိယအခွန် M မှာဆိုလို့ရှိရင် S P D 3ခုဝင်လို့ရတယ်နောက်ဆုံးခွန်တော့ဖြစ်တယ်စရုပ်ဓာတ်အခွန်အမှာဆိုလို့ရှိရင် S P D F 4ခုလုံးဝင်လို့ရတယ်နော်အဲ့ဒီကြောင့်မို့တော့ပထမအခွန်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ 1S လို့ပေးမယ်ဒုတိယအခွန်ဆိုတော့ 2S 2P လို့ပေးမယ်တတိယအခွန်ဆိုတော့ 3S 3P 3D လို့ပေးမယ်စရုပ်ဓာတ်အခွန်မှာဆိုကြောင့်မို့ 4S 4P 4D 4F လို့ပြောလိုက်မယ်ဗျာအဲ့ဆိုတို့ရဲ့ energy level တွေကကြည့်လိုက်အောင်ဆိုတော့ဒီကောင်ကြီးရဲ့ energy level of EN စကားလုံးတော့ပေါင်းတော့ ENERGY energy level of subshell ပေါ့ energy level of subshell ဒီ subshell လေးရဲ့ energy level ကိုဒီကောင်လေးကဆုံးဖြတ်ပေးထားဒီမှာကြည့်နော်ပထမတော့ကျွန်တော်တို့ပြောထားရနော်ဒီ N1 ဆိုတာဒီဒါပါပြောရလဲ K L M N O P Q ကိုပြောရနော်ခုနကတော့ nucleus နဲ့အနီးဆုံးအကောင်ဒီ energy အနည်းဆုံးပြီးကြတော့မှ energy ကများသွားမယ်လို့ပြောရတယ်လေအဲ့ဆိုလို့ရှိရင် nucleus နဲ့အနီးဆုံးအကောင်ဒီ K ပြီးကြတော့မှ L ကိုဖြည့် L ပြည့်သွားတော့မှ M ကိုဖြည့် M ပြည့်သွားတော့မှ N ကိုဖြည့်အဲ့လိုဖြစ်ကြမှာတကယ်K မှာမှ subshell လေး 1S ကိုခွဲလိုက်တယ် L မှာမှ 2S 2P ဆိုပြီးခွဲလိုက်တယ်အဲ့တော့ထည့်ပုံကြည့်လိုက် 1S ဒီ energy level အနည်းဆုံးအရင်ဆုံးထည့်မယ်ပြီးကြတော့မှ 2S ကိုထည့်မယ် 2S ပြီးသွားတော့မှ 2P ဆက်ထည့်မယ်ဒါဟုတ်တယ်မှန်သေးတယ်တစ်ခွန်ပြီးတော့မှနှစ်ခွန်ထည့်ဒုတိယခွန်ပြီးတော့မှတတိယခွန် 3S ကိုထည့် 3S ပြီးတော့ရင်ပုံမှန်တိုင်းဆို 3P ကိုထပ်ဖြည့်ရမယ် 3P ဖြည့်ပြီးတော့ 3D အပြည့်ဖြည့်ပြီးတော့မှပုံမှန်တိုင်းဆို 4S ကိုသွားရမှာဗျာဟုတ်တယ်လေတတိယခွန်ပြေးတော့မှစရုပ်ဓာတ်ခွန်ပြောင်းမယ်စရုပ်ဓာတ်ခွန်ပြေးတော့မှပစ္စမအခွန်ပြောင်းရမှာလေ electron ဒါပေမဲ့ဒီမှာမြားလေးတွေ direction လေးကိုသေချာပြန်ကြည့်အောင် 1S ကိုအရင်သွားတယ်ပြီးကြရင် 2S သွားတယ်ပြီးကြရင် 2P ကိုသွားပြီးတော့မှ 3S ကိုသွားတယ်ပြီးကြရင် 3P သွားပြီးတော့မှ 3T ကိုမသွားသေးဘူးเนาะ 4S ကိုအရင်သွားတယ် 4S ကိုသွားပြီးတော့မှ 3T ပြန်သွားပြီးတော့မှ 4P ပြန်သွားတယ် 4P သွားပြီးရင် 4D မသွားအောင်เนาะ 5S ကိုအရင်သွားပြီးတော့မှ 4D ပြန်လာတယ်တွေ့လားအဲ့တော့ energy level ဒီကျွန်တော်ပထမကပြောထားပါအနည်းဆုံးဖြစ်တဲ့ပထမခွန်မှာအကုန်အောင်ဖြည့်ပြီးတော့မှနောက်တစ်ခွန်တက်နောက်တစ်ခွန်ကိုအောင်ဖြည့်နောက်တစ်ခွန်ဖြည့်ပြီးတော့မှနောက်တစ်ခွန်ထပ်တက်နောက်တစ်ခွန်ကိုအောင်ဖြည့်အဲ့လိုမဟုတ်တော့ဒီ subshell တွေပါလာတဲ့အတွက်ကြောင့်မို့ဒီ subshell တွေရဲ့ energy level ကိုကြည့်လိုက်တော့ဒီမှာเนาะဒီကောင်လေးကိုရှင်းကြည့်လိုက် 4S နဲ့ 3D နဲ့ဒီတိုင်းပဲစဉ်းစားလိုက်မယ်ဆိုရင် 4S ဒီ၄ခွန်မြောက်ဆိုတော့ပိုဝေးနေတာဗျာပိုဝေးနေလို့ရှိရင်သူ့ရဲ့အခွန်ဒီနောက်မှဖြည့်ရမှာဒါပေမဲ့ 3P ပြီးတာနဲ့ 4S ကိုဖြည့်တယ်ပြီးကြတော့မှ3ဘက်ကိုပြန်ပြီးတော့ပြန်ဖြည့်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါဒီ S နဲ့ D ရဲ့ energy ကွာခြားချက်ပဲ 3P ပြီးသွားလို့ရှိရင် 3P ထက် energy ပိုများတာဒီ 4S ဒါပေမဲ့ i4S ဒီ 3D လောက် energy level မများအောင်အဲ့ဒီပဲ
အဲ့တော့ကြောင့်မို့ energy level မများတဲ့ energy level နည်းတဲ့ 4s ကိုအရင်ဖြည့်တယ်ဖြည့်ပြီးတော့မှ 3d ကိုတက်တယ် 3d တက်ပြီးတော့မှ energy level နည်းတဲ့ 4p ကိုဖြည့်ပြီးတော့မှသူ့ထက် energy level များတဲ့ 5s အဲ့လိုတစ်ဆင့်ချင်းစီတော့ energy level ရเนาะအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဟောပါပေါ့เนาะအရှိမ 70cl လို့ပေးလို့ရှိရင် new number နဲ့ပထမအခွန်မှာ2လုံးဝင်မယ်သူပြည့်သွားမှဒုတိယအခွန်10လုံးဝင်မယ်သူပြည့်သွားမှတတိယအခွန်မှာ9လုံးဝင်မယ်လက်ခံတဲ့ပြဿနာမရှိသေးဒါပေမဲ့ 20ca လို့ရေးလို့ရှိရင်ကွာစကြရလေတတိယအခွန်မှာ18လုံးထိလက်ခံတာနော်ပထမအခွန်2လုံးဒုတိယအခွန်10လုံးတတိယအခွန်18လုံးဒါ KLM ရနော်အဲ့တို့ကြောင့်မလို့ပထမအခွန်2လုံးဝင်တယ်ဒုတိယအခွန်10လုံးဝင်တယ်တတိယအခွန်မှာဗျာ10လုံးဝင်ရမှာဒါပေမဲ့တကယ်အဲ့လိုမရေးဘယ်လိုရေးလဲဆိုရင်10လုံးဝင်တယ်ပြီးကြတော့မှ2လို့ရ2တော့8တော့8တော့2လို့ပဲရေးဘယ်တော့မှ2တော့8တော့10လို့မရေးဘာကြောင့်လဲဆိုလို့ရှိရင် subshare တွေက explain လုပ်လိုက်တယ် energy level ဒီ subshare level အရာကွာသေးရလို့ကြောင့်မလို့အဲ့ဒါကြောင့်မို့ 20ca ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုရေးမလဲပထမ contract s မှာ2လုံးဝင်တယ်ဒါကြောင့်မလို့ 1s2 ဒုတိယ contract 2s2 နဲ့ 2p ဖြည့်မယ်ဆိုကြောင့်မို့ 2s2 2p6 အဲဆိုရင်10လုံးပြည့်သွားပြီတတိယ contract ဆိုလို့ရှိရင် 3s2 3p6 3s2 3p6 ပြီးသွားရင် 3dဆိုပြီးဆက်ဖြည့်လိုက်လို့ရတယ်ကျွန်တော်တို့ဟုတ်တယ်မလားဒါပေမဲ့ energy level ရ 3d နဲ့ 4s နဲ့ဆိုရှင်ဘယ်ကောင်အရင်ဖြည့်ရမလဲဆိုတော့ 4s အရင်ဖြည့်ရမယ်ဘာလို့ဆို energy level ပိုနိုင်တဲ့ကြောင့်မို့လို့ 3d မသွားဘဲနဲ့ဘာဆက်လုပ်လဲဆိုရှင် 4s2 ဆိုပြီးဖြစ်သွား 4s နှလုံးပြည့်သွားတော့မှ 4s နှလုံးပြည့်သွားတော့မှ 3d ဘက်ကိုသွားမယ်ဥပမာပေါ့21sc ဆိုကြည့်လိုက်ဒီ 21sc ဆိုလို့ရှိရင် 1s2 2s2 2p6 3s2 3p6 4s2 ပြီးတော့မှ 3d 1ဆိုပြီးပြန်လာမှာအဲ့မှာဒီအရှိအလုံး20ရတလုံးရ21လုံးဘောပေါက်လားဘာကြောင့်အဲ့လိုဖြစ်နေရလဲ energy level ကြောင့်ပါ subshare ဘာကြောင့် subshare ခွဲရလဲခွဲရတဲ့ရည်ရွယ်ချက်က energy level ကွာလို့ခွဲရတာဗျာဒါကတော့ SPDF ကိုသဘောပေါက်စေခြင်းလို့ရှင်းပြသွားတာပေါ့ဆိုတော့အရင်တော့ဆိုတော့ဘယ်လိုလဲဆိုကလေးတုန်းကတော့ဘာပဲမှတ်လဲဆိုလို့ရှိရင်number နဲ့ရေးမယ် number နဲ့ရေးမယ်ဆိုရင် 2.8.8.2 အလုံး20ပဲကျွန်တော်တို့ကြက်တာ哦အဲ့တော့ 20c ဆိုလို့ရှိရင် 2.8.8.2 90k ဆိုလို့ရှိရင် 2.8.8.1 အဲ့နော်အဲ့တော့တို့ subshare အနေနဲ့ရေးပြီဆိုလို့ရှိရင် 1s2 2s2 2p6 3s2 3p6 4s1 4s2 အဲ့ဒီပဲကျွန်တော်တို့ကြက်ခဲ့ရအဲ့ဒီထက်20ထက်ပိုတဲ့အလုံးတွေရေးရမှာဆိုမရေးတတ်တော့ဒါပေမဲ့အခုကျွန်တော်ရှင်းပြလိုက်တဲ့အတိုင်းပဲ20ထက်ပိုတဲ့အလုံးတွေရေးမယ်ဆိုဒီဇာတ်ကိုကြည့်ပြီးရေးတော့မှာဆက်ရေးပြမယ်နော်ဥပမာ 23v ဒီဇာတ်ကိုကြည့်ရေးတော့မယ် 23v ဒါဆိုလို့ရှိရင် 1s2 2s2 2p6 3s2 3p6 4s2 အလုံး20ပြည့်သွားပြီเนาะ 4sb နဲ့ပဲ energy level သူ့ထက်မြင့်တာဒီ 3d ထပ်သွားမယ် 3d ဒီမှာကဘယ်နှလုံးအများဆုံးဝင်လို့ရလဲကျွန်တော် SPDF S မှာ2လုံးဒီမှာเนาะခုနဇာတ်အတိုင်းပဲเนาะ S မှာ2လုံး D မှာ6လုံးအဲ့ဒါကြောင့်မလို့ sorry P မှာ6လုံးဒီမှာ10လုံးထိဝင်လို့ရတယ်နော်အဲကြောင့်မို့သူရှိသမျှကြံတဲ့အလုံး20ပြီးသွားပြီဆို3လုံးလုံးဒီ D ပေါ်တင်လို့ရပါတယ် 3D3 ဒါဆိုရင် energy level ရရှိတာအဲ့ S တွေ P တွေ D တွေဒီအပြင်မှာဆိုလို့ရှိရင် shape ကလေးနဲ့နေရပါဗျာသူတို့တွေဒီအပြင်မှာဆိုလို့ရှိရင်ဒါနောက်ပိုင်းအတန်းကြီးမှတည်မှာပေါ့နော်သူတို့တွေဒီအပြင်မှာဆိုလို့ရှိရင် shape တွေရှိရဗျာဟိုမှာကလေးအနေနဲ့ကြက်ကတော့ဆို S ဆိုလို့ရှိရင် spherical shape P ဆိုလို့ရှိရင် dumbbell shape ဒါပဲကြက်ကအမှန်တကယ်အပြင်မှာဆိုလို့ရှိရင် S က spherical P က dumbbell D ဆိုလို့ရှိရင်ဒီ clover leaf shape ဒါမှမဟုတ် complex shape F ဆိုလို့ရှိရင် highly complex shape အဲ့လိုမျိုးလေးရှိတယ်ပေါ့ဗျာဒါပေမဲ့လည်းဒါအရေးမကြီးပါဘူးဒါသိစရာမလိုဒါအပြင်မှာသူရှိနေတဲ့သူ့ရဲ့ object ရဲ့ပုံစံပေါ့ဗျာအဓိကနားလည်ရမှာတော့နံပါတ်နဲ့ရေးတက်ကမယ် subshare ဖြစ်တဲ့ S တွေ P တွေ D တွေ F တွေနဲ့ဒီ atom တစ်ခု electron တွေကိုဘယ်လိုနေလဲဆိုတာ describe လုပ်တတ်ကမယ်နောက်ဆုံးတစ်ခုကတော့ diagram နဲ့ဆိုတာ diagram ဆိုတာပြောပြစရာလိုမှမထင်ဘူး
အဲ့ဒါခုတော့မပြောပြတော့ဘူးเนาะဒါဆိုလို့ရှိရင် electronic structure တွေကိုဘာကြောင့်မလို့ STPD FT နဲ့ရေးပါတယ်ဘာကြောင့်မလို့နံပါတ်တွေခွဲရေးထားပါတယ်ဘယ်လိုနေပါတယ်ဆိုတာကိုဒီနေ့ electronic structure အကြောင်းပြောပြီးပါပြီပေါ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်